ပန်းတီတစ်ချမ်းပဲကနေနိုင်နေလူကြောင်ပြီးထုတ်ခဲ့တဲ့ပစ္စည်းများနံပါတ်1အနေနဲ့ကတော့ Apple အင်ဂျီပဲဖြစ်ပါတယ်ဘယ်သူမှပေးလိုက်တယ်လဲတော့မသိပေမဲ့တခါတော့ကလည်း Apple ကုမ္ပဏီကအင်ဂျီတွေပါချုပ်ရောင်းခဲ့ပြီပါတယ်1986ကာလတွေမှာ Apple ကမမြင်သမျှအကုန်ရှောက်ထုတ်နေသလားလို့တော့ထင်ရပါတယ်တကူရီသုံးပစ္စည်းတွေဖြစ်တဲ့နာရီတွေမျက်မှန်တွေပတ်စံအိတ်တွေနဲ့ငကတ်တွေကိုပါအကုန်ရှောက်ထုတ်ခဲ့တာပါဒီထဲမှာအစိုးဆုံးကတော့ပန်းတီကြွက်ကိုက် logo နဲ့အင်ဂျီတွေပဲဖြစ်ပါတယ်ဒီဇိုင်းက Google က Downme sticker ရိုက်ထားသလိုဖြစ်နေတာကြောင့်ဘယ်သူမှတော့ရောင်းလို့ဝယ်မဝေးကြပါဘူးပို့ဆိုတာကတော့အဲ့ဒီခေတ်တုန်းက Apple logo တွေဆိုတာမှုလို့ပေါက်နေခဲ့တဲ့အချိန်ဖြစ်ပါတယ်ဘယ်နာပဲသွားဒီ logo တွေကိုပဲမြင်နေရတာပါဒါကြောင့်အဲ့ဒီတုန်းကသူတို့နိုင်ငံမှာ Apple ဝတ်ထားရင်တော့တော်သားလို့ပဲသတ်မှတ်ကြတယ်နံပါတ်2အနေနဲ့ကတော့ Apple ဘောပန်ပါစီးပွားရေးတောင်းကြတဲ့ Apple ကတော့ဘောပန်တွေကိုလည်းရောင်းစားခဲ့ပူပါတယ်19မှာရေးတဲ့ပန်ကိုပြောတာမဟုတ်ပါဘူးစာအုပ်ပေါ်မှာတကယ်ရေးလို့ရတဲ့ဘောပန်အစ်စ်ကိုပြောတာပါဒါပေမဲ့မြန်မာငွေနဲ့ဆိုရင်တော့တစ်ချောင်းကို3သိန်းဝန်းကျင်ကျော်ကျတင်မှာဖြစ်ပါတယ်စူပါရေနိုကိုတော့သူများစီကငှားရင်းနေရတဲ့သူတွေကတော့ဒါလေးကိုကြော်သွားလို့ရပါတယ်တကယ်တော့ Apple ကဘောပန်တစ်ခုလေးထုတ်ခဲ့တာတော့မဟုတ်ပါဘူးအခြားသောစာရေးကိရိယာတွေကိုလည်းထုတ်ခဲ့ပူပါတယ်ဒီထဲမှာစာရွက်ညှက်တဲ့ကလစ်တွေခဲတံချုံတဲ့ဓာတ်တွေနဲ့လက်သေးညက်တွေတောင်မှပါလိုက်သေးပါတယ်ဒါပေမဲ့ဓာတ်တွေကလည်းတိတ်မအောင်မြင်လို့ဆိုပြီးတော့တစ်နှစ်အကြာမှာပဲထုတ်လုပ်မှုတွေကိုရပ်တန့်လိုက်ပါတယ်မဟုတ်ရင်လက်သေးညက်တာတော့ Apple နဲ့ညက်တာဆိုပြီးကျွဲနေဦးမှာဖြစ်ပါတယ်နံပါတ်3အနေနဲ့ကတော့ Apple ကင်မရာပါ Apple ကနေ92ကြောင်ပြီးထုတ်လိုက်တဲ့အထက်မှာဒီပစ္စည်းလေးကတော့မဆိုးဘူးလို့ပြောလို့ရပါတယ်သူကကင်မရာလေးပါကွတ်တိတ်လို့လည်းခေါ်ပြီးတော့ digital camera လောကမှာဆိုရင်အကောင်းဆုံးဖြစ်တဲ့အထီကိုအောင်မြင်ခဲ့ပူပါတယ်1994ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီးတော့ထွက်ပြီးတစ်နှစ်အကြာမှာပဲကင်မရာလောကရဲ့ဒီဇိုင်းအလှဆုံးစုကိုရရှိခဲ့ပါတယ်ဒီကင်မရာလေးက 640 pixel resolution ကြီးရရှိနိုင်ပြီးတော့အဲ့ဒီခေတ်တုန်းကနဲ့ရှင်မဲ့ဆိုရင်တော်တော်လေးကြီးတဲ့ပုံထွက်လို့ပြောလို့ရပါတယ်ဒါပေမဲ့ဘာရေးကြောင့်မှန်းတော့မသိပေမဲ့3နှစ်အကြာမှာပဲထုတ်လုပ်မှုကိုရပ်ဆိုင်းလိုက်ပါတယ်အဲ့ဒီနောက်ပိုင်းမှာကင်မရာတွေမျိုးစုံထွက်လာခဲ့ပေမဲ့ကွတ်တိတ်လိုမျိုး retro sun နဲ့ vibe မျိုးကိုတော့ပြန်မရတော့ပါဘူးဒီကင်မရာလေးကတော့ထွက်တုန်းကဒေါ်လာ900ကျော်ပဲရှိတယ်ဆိုပေမဲ့အခုကတော့တော်တော်လေးရှားနေပြီမို့လို့3ဆလောက်ကိုဈေးကြီးနေပြီလည်းဖြစ်ပါတယ်ဒါမျိုးအန်တိတ်တွေမဟုတ်ဘဲနဲ့နောက်ဆုံးတော့ Apple product တွေပဲကင်ကြည့်ကျင်နေဆိုရင်တော့ IC ဆိုတဲ့ mobile လေးနဲ့မိတ်ဆက်ပေးကြပါတယ်ဒီဇိုင်းလေးမှာဆိုရင်တော့ Apple second hand product တွေကိုတနေရာထဲမှာယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးနိုင်ပါတယ်အရေးကြီးစနစ်နဲ့ဝယ်ယူခြင်းတဲ့သူတွေအတွက်လည်း rent to own စနစ်နဲ့အရေးကြီးဝယ်ယူနိုင်ပါတယ်ဆိုင်လေးစာလေးကတော့အမှတ်6ဆန်းချောင်းဗဟိုလမ်းမပေါ်နဲ့ဓမိကဝရီလမ်းထိပ်မှာတည်ရှိပါတယ်အိုင်ဆုံးမဟုတ်ပါဘူးအိုင်စီပါနံပါတ်4အနေနဲ့ကတော့ Power Ranger လက်ပတ်နိုင်ပါ Apple က1992ခုနှစ်လောက်မှာ Smart Watch လိုဘာလို့နာရီတွေထုတ်ခဲ့သေးပါတယ်ဒါပေမဲ့အဲ့ဒီခေတ်တုန်းကနာရီကတော့နည်းနည်းလေးချက်သိမ်းထားစရာရှိပါတယ်ရုပ်တရက်ကြည့်လိုက်ရင် Power Ranger နာရီအလားထင်ရပြီးတော့နာရီနဲ့ထုတက်လို့ရတဲ့အထီကိုကြည့်ပါဒါပေမဲ့ဒီနာရီလေးကအဲ့ဒီခေတ်နဲ့ဆိုရင်တော်တော်လေး function စုံတယ်လို့ပြောလို့ရပါတယ်တိုင်းတာရေးကိရိယာတွေတန်လိုက်အိမ်မြောင်တွေအချိန်စရာဆွဲတာတွေအပြင်ဖုန်းကွန်တက်ပါမှတ်လို့ရသေးတယ်လို့ဆိုပါတယ်ဒါပေမဲ့ထွက်ပြီးတိတ်မကြခင်မှာပဲစက်ပိုင်းဆိုင်ရာ error တွေရှိလို့ဆိုပြီးတော့ပြန်ပြီးရုပ်သိမ်းလိုက်ရပါတယ်မဟုတ်ရင်တော့ Power Ranger နာရီတွေပါခစ်စားလာနေဦးမှာဖြစ်ပါတယ်နံပါတ်5အနေနဲ့ကတော့ Apple Game Set ပါတခါတော့ကလည်း Apple က game လောကတွေကိုခြေဆန့်မှုဆိုပြီးတော့ Apple ပစ်ပင်လို့ခေါ်တဲ့ game set တစ်မျိုးကိုထုတ်လုပ်ခဲ့ပါတယ်ဘန်တိုင်း game company နဲ့ပူးပေါင်းပြီးတော့1996ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တာပါဒါပေမဲ့အဲ့ဒီအချိန်တုန်းက Nintendo တို့ PS1 တို့ကတအားဟော့နေတဲ့အချိန်ဆိုတော့ Apple လည်းထင်တယ်လို့ခရီးမရောက်လိုက်ပါဘူး Apple ရဲ့ကြာဆုံးခန်းနေတဲ့ကတခုလို့ပြောလို့ရပါတယ်ဒါပေမဲ့ဒီ game set လေးကအထက်က game ကသာ family game တဆိုပေမဲ့ဈေးကတော့ PS5 ဈေးနှုန်းဖြစ်ပါတယ်ဒါကြောင့်လူတွေကပစ်ပင်ကိုအပြစ်မြင်သွားတာဖြစ်နေပါတယ်အဆုံးထိကြည့်နေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်